မင်္ဂလာပါကိုနိုင်ဟိုအခုဒီစုံမဲ့တချင်းလေးอ่ะတခင်ကြောင့်မပြောဘူးဟုတ်ကဲ့ဒီချင်းလေးကအများကောင်းပါတယ်ဒီချင်းလေးကိုအခုဘယ်လိုဒီစုံဖြစ်သွားရဲဆိုတာလေးနည်းနည်းပြောပြပါလားကျွန်တော်တကယ်ချင်းတေးဆိုအဆန်နေပြီးတော့သူဖျားချင်းပေါ့နော်ဖျားခွေလို့တော့အဲ့ဒါကျွန်တော်ဒီချင်းဆိုလာပြီးကျွန်တော်တချင်းသူဆိုပြီးကြိုက်တော့အဲ့ဒါကျွန်တော်ဟုတ်ကဲ့ဒီချင်းလေးအများကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဒီဘဝအသိပဲ live show ဒီ assistant လေးမှာတူတကလာပြီးတော့ဒီဆိုပေးတဲ့ပုံနောက်အောင်လည်းထပ်ခင်တိုင်းရေးကောင်းချီးပေးပါစေလို့ကျေးဇူးတော်ပါတယ်ဟုတ်ကဲ့အခုရဲ့တချင်းလေးကိုနားဆင်မယ်နော်ဟုတ်ကဲ့ပါခတ်သိတော့ရာရီဟာခတ်သိတော့ရာရီဟာတကယ်အချစ်တောင်းတာတကယ်တောင်းတာဖြစ်တည်ခဲ့တာပါကဲလို့ဖျားမရှိခဲ့ရှင်ကွာဒီမြေပေါ်ရှိသမျှတွေဟာမျက်စိတမိတ်တွေအရာအလုံးများဆုံးဖြတ်သွားမှာပါတကယ်မရှိခဲ့ရင်လည်းနေတဲ့တော့ကမှကြည့်တော့ရပ်တန့်သွားမှာပါကျွန်တော်ဘဝလည်းတူပါဖျားမရှိခဲ့ရင်ကွာတစ်စက္ကန့်လေးမှအသက်ရှူဖို့တော့လုံးဝမဖြစ်နိုင်မှာတကယ်မရှိခဲ့ရင်ကန္နာရခီလန်ချမ်းမှာရေမပါတဲ့ခီးသွားတယောက်လိုပါခတ်သိတော့ရာရီဟာခတ်သိတော့ရာရီဟာတကယ်ချစ်တောင်းတာတကယ်တောင်းတာဖြစ်တည်ခဲ့တာပါခတ်သိတော့ရာရီဟာခတ်သိတော့ရာရီဟာတကယ်တောင်းတာတကယ်ချစ်တောင်းတာဖြစ်တည်ခဲ့တာပါမရှိခဲ့ရင်ကွာဒီမြေပေါ်ရှိသမျှတွေဟာမျက်စိတမိတ်တွေအရာအလုံးများဆုံးဖြတ်သွားမှာပါတကယ်မရှိခဲ့ရင်လည်းနေတဲ့တော့ကမှကြည့်တော့ရပ်တန့်သွားမှာပါကျွန်တော်ဘဝလည်းတူပါဖျားမရှိခဲ့ရင်ကွာတစ်စက္ကန့်လေးမှအသက်ရှူဖို့တော့လုံးဝမဖြစ်နိုင်မှာတကယ်မရှိခဲ့ရင်ကနာရခီလန်ချမ်းမှာရေမပါတဲ့ခီးသွားတယောက်လိုပါခတ်သိတော့ရာရီဟာခတ်သိတော့ရာရီဟာတကယ်အချစ်တောင်းတာတကယ်တောင်းတာဖြစ်တည်ခဲ့တာပါခတ်သိတော့ရာရီဟာခတ်သိတော့ရာရီဟာတကယ်တောင်းတာတကယ်အချစ်တောင်းတာဖြစ်တည်ခဲ့တာပါခတ်သိတော့ရာရီဟာခတ်သိတော့ရာရီဟာတကယ်ချစ်တောင်းတာတကယ်တောင်းတာဖြစ်တည်ခဲ့တာပါကျွန်တော်ရဲ့ဘဝတွေဟာကျွန်တော်ရဲ့ဖက်တာဟာတကယ်တောင်းတာတကယ်ချစ်တောင်းတာဖြစ်တည်ခဲ့တာပါရာရီဟာခတ်သိတော့ရာရီဟာတကယ်ချစ်တောင်းတာတကယ်တောင်းတာဖြစ်တည်ခဲ့တာပါ